ကျွန်တော်နာမည်တော့ဆိုင်းတန်းလို့ပါ NLDC ကျောင်းသား EB ကျောင်းသားရှမ်းပြည်နယ်ရှေ့ပိုင်းမခန့်မြို့လာဟုတ်ပြီဒီထုံးတယ်လားဟုတ်တယ်နော်မင်္ဂလာပါကျွန်တော်တို့မြန်မာဆိုင်းဘုံမှာရှမ်းပြည်နယ်ရှေ့ပိုင်းဖျက်လာတယ်မေဂျာကကြောင်းနေပါဟုတ်ပြီညီလေးထုံးတယ်တိုင်းပေါ့ညီလေးကဒီထုံးတယ်တိုင်းချက်ချင်းလုပ်တယ်ဘယ်လိုမှကဲညီလေးတစ်ချက်တော့ဒီလိုပါလားဒီကောင်နေလဲပါကျွန်တော်နာမည်ဆိုင်ကမျိုးပါနေတာတော့ NLDC ရပါအင်ဂျင်နီယာ electronic ကျောင်းသားစာတီးကတော့ရှမ်းပြည်နယ်ရှေ့ပိုင်းမင်းကြီးရတယ်ဟုတ်ပြီအညီလေး mic လေးအမြန်လိုက်သူနောက်နေနေမှာဆိုโอเคတစ်ချက်လောက်အော်ဟုတ်ပြီဒီမိုက်စီလိုက်တော့အိုးစီတာချက်ချင်းကြီးပေးလိုက်တော့နည်းနည်းမြန်တယ်ကွာအော်ဒီမှာပြောတာလက်စက်ကိုဒီမှာဆိုရရမဆုံးခါသူခါလေးဟောမှာဇာတ်ရန်ခါအောင်မြန်မာလိုကဆိုင်းစင်နဲ့ထားလို့ခေါ်ပါတယ်ဒီစာတီးလေးယူဒီဝိမှုခြေခါအောင်ရိုင်းမခန့်ကျောင်း DNMC BBA မေဂျာသူပြုခါဟိုညီလေးပို့စီတစ်ချက်လောက်ညီလေးမိုက်ပြီးသူ post ပြီးတော့ like ခဲ့ပါတော့โอเคဟုတ်ပြီအားလုံးညီလေးတွေကို like ကောက်ပေးပါမက်ပေးနေဆိုညီလေးတို့ပြင်းနေပါဘောပြင်းနေတယ်ညီလေးတို့လည်းပုံလို့အားလုံးမက်ပေးလို့စီပြီးလောက်နေဘူးအကိုတို့တွေအဲ့တော့ညီလေးတို့အားလုံးသိပြီလားမသိဘူး
ရှိမှာအားလုံးပေါ့နော်မဲအကြီးအတွက်နဲ့ကိုတို့တွေဆုံးဖြတ်ပြီးတော့မှဒီကောင်ရွေးလိုက်တာဖြစ်ပါတယ်မှတ်စင်လေးနဲ့ကျင်ညာရောက်မှာလားနာမည်လေးနဲ့ကျင်ညာအောင်အဲ့တော့အားလုံးရှေ့ကိုအကုန်ထွက်ပေးပါလို့ကိုကမြေတားရက်ခံနေပါတယ်ခုနကတော့ pressure ရအားလုံးရှေ့ကိုထွက်လာပေးပါအဲ့ဒီမှာအားလုံးပေါ့နော်အားလုံးထွက်လာပေးပါခုန pressure တွေယောက်ျားလေးမိန်းကလေးအားလုံးထွက်လာပေးပါအခုကင်းခွင်းကျင်ညာကျင်ညာရဲ့အစီအစဉ်လေးမှာအဲ့လေလေးနဲ့ဂုံကြီးဝေဖို့အတွက် pressure အားလုံးရှေ့ကိုထွက်လာပေးပါရင်ကိုမြေတားရက်ခံပါတယ်ကဲ pressure ရအောင်ရောက်တဲ့ဒီလိုညင်ညင်လေးပေါ့နော်အဲ့တော့ကိုတို့ကဒါအရန်စိတ်လှုပ်ရှားတဲ့အချိန်မှာစိတ်လှုပ်ရှားတဲ့လို့စိတ်လှုပ်ရှားတဲ့ဖြည်းဖြည်းပေးအောင်ညင်ညင်လေးဘောယောက်ျားလေးတစ်ချမ်းမိန်းကလေးတစ်ချမ်းနောက်ခုနအသက်ဆိုင်လေးလိုက်အားလုံးရဲ့မိန်းကလေးဒီမှာလို့ဒီကလာပေးပါယောက်ျားလေးလည်းဒီဘက်ကပေးပါနောက်အားလုံးစီစီလုံးလေးပါကိုညီကောင်မောင်တို့အားလုံးပါပဲစီစီလုံးလေးပါဒီဘက်ကပေးပါညီမလေးလည်းဒီဘက်ကပေးပါလာပါခုမှကြောက်ကြောက်ပွေးပဲရှိတယ်ဒါကြောင့်ဒီဘက်လာညီမလေးအားလုံးဒီဘက်လာပါ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 အားလုံးဒီဘက်ကိုလာပါအားလုံးဒီဘက်ကိုလာပါစာရွက်ထောက်ပေးတဲ့မှာနာမည်လေးရှိတယ်နော်အားလုံးညီမလေးဒီဘက်တို့ပါအားလုံးညီမလေးဒီဘက်နဲ့ကပ်ပေးပါနော်ဒီဘက်ကပ်ပေးပါဘာလို့လဲအကုန်လုံးပါနော်အားလုံးတက်လာပဲမလေးနဲ့လာပေးပါဒီဘက်လာပေးပါဒီဘက်လာပေးပါလာလည်းဟုတ်လားရှင်းတာလားအားလုံးညီလေးတို့ရှင်းနေတက်ပေးပါအကုန်ရှင်းတက်ပေးပါနည်းနည်းလေးတက်ပေးနည်းနည်းလေးတက်ပေးနည်းနည်းတက်ပေးဟုတ်ပြီဟောညီမလေးဘက်နဲ့လို့အားလုံးဘိုးတို့ဘက်နဲ့တော့ရိုက်ပြီးချင်လို့နော်အားလုံးဘက်ကပ်ပေးညီမလေးဒီဘက်ကပ်ပေးဒါအားလုံးတော့ဒီထဲမှာအားမတရားလေးရိုက်ပြီးချင်လို့နော်ဘက်ကပ်ပေးဟုတ်ပြီအခုကျင့်ကြမယ်ဒါပေမဲ့ကျင့်ကြရင်အဲ့လိုလေဘာလို့ဆိုအခုတို့ဒီဝဲလေးကညီကောင်မတို့အားလုံးစီစီလုံးလုံးလေးနဲ့နော်ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ဒီနေ့ဝဲလေးဖြစ်ပါတယ်ခုနကတော့ဒီအခုတို့နေ့တောင်းခုနကတော့အကုန်လုံးကအကျိုးဆုံးခံတောင်းသားတွေပါနော်ဒီနေ့မှာတက်ရောက်လာတဲ့တောင်းသားအားလုံးကိုကလူလူထွေးထွေးနဲ့ကျူတူပေးတာဒီထဲမှာဘူးကိုဝေးပို့ပြီးတော့ကျူတူပေးတာတော့မရှိပါဘူးဒါပေမဲ့ဒီထဲမှာပေါ့နော်အားလုံးပျော်စေခြင်းနဲ့ထိမှန်ကိုယ်တကယ်ချင်းတရားရောက်တာများဒီတော့ကင်းရပါတယ်ကိုရပါတယ်ဆိုတာဘုရားပြောဘောလေးဖြစ်တဲ့အကြောင်းမို့လို့ကြောင်းတဲ့တရားပေါ့နော်ချစ်ချင်းခင်ခင်လေးနဲ့ပဲဝမ်းလို့ပုံပြပေးပါလို့ကိုယ်ကရင်တောင်းဆိုတယ်နော်အဲ့တော့မိန်းကလေးကိုကျင်ညာမယ်ဒါလေးကျင်ညာဟုတ်ပြီအဲ့တော့မိန်းကလေးအဲ့တော့ကိုကတော့နံပါတ်စင်လေးနဲ့ပဲကျင်ညာမယ်ဟုတ်ရောနံပါတ်စင်နံပါတ်စင်ဖြစ်ပါတယ်ညီလေးကစိတ်ဖြစ်မလားကင်းဖြစ်မလားဆက်ခုဖြစ်ပါတယ်ဒီတော့ဟိုပါပြီကျွန်တော်တို့နေတာပေါ့နော်ကျွန်တော်တို့ဒီပွဲလေးရဲ့ကင်းဝေးဖြစ်ပါတယ်အားလုံးလည်းပုံစံလေးနဲ့ကိုယူပေးပါဟုတ်ပြီအဲ့တော့ညီလေးကင်းကွင်းကတို့ယူပြီးပါပြီဒီကင်းကွင်းကဘယ်ပုံများခုတော့မကတ်ဘူးဆိုတော့တို့ကအောင်တော့ဒီလိုရှိတယ်ဟုတ်ပြီအဲ့လိုလည်းကိုင်းကြည့်လိုက်ပါနော်အခုညီကိုဘောသားတွေပါနော်ကိုးစင်းပေးပါခုနကတော့တရားချင်းကိုးစင်းပေးပါလေအခုလည်းကိုးစင်းပါဟုတ်ပါပြီဒီမိစရာအထောက်ကိုအင်းအညီလေးကတော့ဒီရဲ့နာမည်လေးတွေလေးစားလေးဆက်ပြီးတော့ကျောင်းမှာဆက်ပြီးတော့နေရာမှာဆက်ပြီးတော့တာတီအောင်ဆိုင်ဝါတိုင်းချင်တာတီပါဒီကွာရင်ညီလေးတို့ကပြီးခဲ့တဲ့တွေ့တွေ့ခုံဒီညီလေးတို့ဘယ်လိုကြီးခုံလဲဆိုတော့ညီလေးကိုတယောက်ကြီးပဲညီမလေးကိုတယောက်အဲ့တော့ဆွမ်းတော့ကိုကညီလေးကညီမလေးကို
ကိုတော့ရှိပါတယ်ဆိုတော့ဗဇက်ပြောနေတယ်လည်းပြကြမှာလမ်းမှာတွေပေါ်တယ်ဆိုတာရင်းနှီးပါအဲ့တော့ဘောကလည်းရင်းနှီးလို့ရင်းနှီးတာမရင်းနှီးတာပြအောင်တတိတိနဲ့လုံးနဲ့တက်တည်ပြီးအဲ့တော့ဘယ်လိုရှိတယ်လဲလို့ပြောတတိတိတော့ဆိုရင်လည်းတော့အဲ့တော့တကယ်ရင်းနှီးတယ်တကယ်ပေါ်မယ်လို့စိတ်ထဲမှာတကယ်ရှိနေလို့ရှိရင်ဒီလေးကညီမလေးကိုခေါ်ပြလိုက်ပါညီမလေးကဒီလေးကိုခေါ်ပြလိုက်ပါခေါ်ရင်လေးရဆိုရင်လေးမပြောဘူးမလို့တယောက်ကတယောက်ကိုခွန်ခွာမြင်နော်ပြီးရင်တယောက်ကတယောက်ရဲ့လက်အောက်ကလေးကိုပြီးတော့မှနုနုညံ့ညံ့လေးခွန်ပြီးရော့အေးဆိုတော့ပြောတယ်နော်ကိုတော့စားမရမယ်နော်ဘာလို့ဘိုက်စားနေမှာဆိုလက်လေးလျှောက်လာတော့လက်လေးကညီလေးလက်ကလေးကညီမလေးရဲ့လက်အောက်ကလေးကိုဝင်
ပြင်မှာရောက်နေတော့ကျောင်းသူကျောင်းသားအားလုံးအထဲတို့ပြန်လည်ဝင်ရေးအားလုံးအတူတကွတခြင်းဆိုကြပါရင်မေတ္တာရပ်ခံပါတယ်အားလုံးအထဲပြန်ဝင်ပေးကြပါရင်မေတ္တာရပ်ခံပါတယ်คุณพร